နေရာဒီမှာရေကူးကန်တဲ့ပိုကောင်းတဲ့နေရာမရှိနိုင်ပါဘူး။ဒါပေမဲ့အဲ့ဒီမှာရေလွှာရှောစီပါထပ်ပေါင်းလိုက်ရင်ပျော်စရာကနှစ်ဆဖြစ်သွားနိုင်ပါတယ်။ငယ်ငယ်တုန်းကတင်လဲရေလွှာရှောစီတွေအများကြီးစီးဖို့မှာပါ။ဒါပေမဲ့ဒီနေ့မှာတော့စီးနေရင်နဲ့ရင်ခုန်တန်းတွေခိတ္တရက်သွားစေမဲ့ကမ္ဘာအန္တရာယ်ရှိဆုံးရေလွှာရှောစီစဉ်ရှစ်ခုအကြောင်းကိုကြည့်ရမှာပါ။တချို့ဆိုရင်ဒီအပေါ်ကနေပြုတ်ကျသွားရင်အသက်ဆုံးရှုံးနိုင်တယ်လို့တောင်ခံစားရသေးပြီ။ဒီရေလွှာရှောတွေကအရန်မြင့်လွန်လို့အောက်ကိုဆင်းလာတဲ့အခါမှာလေတင်းရဲ့အချိန်ကတနာရီကိုကီလိုမီတာ200အထိရှိနိုင်ပါတယ်။ဒီလောက်အချိန်မျိုးမှာလူတွေတန်ရရတာဒါမှမဟုတ်သတိလစ်သွားတာဟာတာမန်ကိစ္စတစ်ခုလိုပါ။ဒီနေ့မှာတော့တင်းရဲ့အမာတီတီလေးတစ်ခုကအေးမြတဲ့ရေကူးကန်တွေကိုမဟုတ်ပဲတေမင်းရဲ့လက်ထဲကိုတွန်းပို့နိုင်တဲ့ကမ္ဘာအန္တရာယ်အရှိဆုံးရေလွှာရှောစီးတွေအကြောင်းကိုတင်ဆက်ပေးမှာပါ။ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်။ကျွန်တော်နာမည်ကတော့ PK ပါ။ကဲဒါဆိုရင်စလိုက်ကြရအောင်။နံပါတ်8 Leo Faceဒီယူလာရှောဟာသူ့ရဲ့ထူးဆန်းတဲ့တိဆောက်ပုံကြောင့်တစ်ကမ္ဘာလုံးမှာနာမည်ကြီးလာပါတယ်။အီဂျစ်ကပီရမစ်တွေဒါမှမဟုတ်ရှေးဟောင်းဖျားကျောင်းတွေနဲ့ဆင်တူပါတယ်။ Leo Face ဆိုတဲ့နာမည်အတိုင်းပဲယုံကြည်ချက်နဲ့ခုံချရမယ့်အန္တရာယ်ရှိမှုကိုခံမှန်းနိုင်ပါပါ။ဒီယူလာရှောဟာပေ60ရှည်ပြီးအကြီးအောင်မှန်ပြွန်ကြီးတစ်ခုဖြစ်ပါတယ်။ဒါဟာပေ120မြင့်တဲ့ရေကန်ကြီးတစ်ခုရဲ့အောက်ရှည်ကနေဖြတ်သွားတာပါ။အဲ့ဒီရေကန်ထဲမှာငမန်းအကောင်ကြီး100ကျော်နဲ့တခြားငါးကြီးတွေရှိနေတာကိုစီးနှင်းသူကအထင်ရှားမြင်နိုင်ပါတယ်။ကိုပီနာမှာငမန်းတွေဝိုင်းနေတာကိုမြင်ရတဲ့မြင်ကွင်းကဘသူ့ကိုမဆိုတုံလို့စီမှာပါတကယ်လို့ရေဖီးအားကြောင့်မှန်ပြွန်တာကွဲသွားရင်တော့အသက်ရှင်ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူးနံပါတ်9 slide wheel ဒီယူလာချောကတော့ရှီလုံးကြီးတစ်ခုနဲ့တူပါတယ်စီးတဲ့သူဟာအပြင်ထွက်မဲ့လမ်းကိုကိုယ့်ဘာသာကိုရှာရတယ်လို့ပဲဘာလို့လဲဆိုတော့ဒီစက်ဝိုင်းကြီးက10မိနစ်ကို3ချိန်လုံးနဲ့လဲပတ်နေလို့ပါဒါဟာကမ္ဘာပထမအဦးဆုံးလဲပတ်နေတဲ့ရေလျှောဖြစ်ပြီးစီးနှင်းသူကအထဲမှာအကြာကြီးလဲပတ်စီမှာပါတရုတ်နိုင်ငံမှာရှိပြီးမြေပြင်ကနေပေ80မြင့်ပါတယ်ထူးခြားတာကအထဲမှာအန်လီဒီမီတွေတက်ဆင်ထားလို့ညဘက်မှာအရန်ကိုလှပပါတယ်နံပါတ်6အကွာဓာတ်ဒါကတော့မြေပြင်ပေါ်မှာရှိတာမဟုတ်ပဲ Disney Cruise လို့ခေါ်တဲ့ဇိမ်ခံသင်္ဘောကြီးပေါ်မှာတည်ဆောက်ထားတာပါကမ္ဘာအရှိဆုံးရေလွှာရှောစီစီရင်ဝင်ဖြစ်ပြီး265ပေရှိလာပါတယ်သင်္ဘောရဲ့ဘေးဘက်ကအပြင်ဘက်ကိုထွက်နေတဲ့အကြီးအောင်ပြွန်ထဲကနေဖြတ်စီးရတာမလို့ပင်လယ်ပြင်ကြီးရဲ့လှပတဲ့မြင်ကွင်းကိုလည်းရှုစားရင်းစီးနေနိုင်ပါပါနံပါတ်5 Twister and Speedy ဩစတြေးလျနိုင်ငံမှာရှိတဲ့ဒီနှစ်ခုကတော့ဒီဇိုင်းကိုကြည့်အောင်နဲ့လူတွေကြောက်ကြပါတယ်Speedy ကတော့ပေ460ရှည်ပြီး15စက္ကန့်နဲ့အောက်ကိုရောက်သွားတာမို့သူ့ရဲ့အရှိန်ကိုခံမှန်းကြည့်အောင်နဲ့သိနိုင်ပါတယ်။ Twister ကတော့အကွေးအကောက်တွေအရမ်းများလို့စီးပြီးရင်လူတွေမူဝေတာသတိလက်တာတွေဖြစ်တတ်ပါတယ်။နံပါတ်4 Black Hole နာမည်နဲ့လိုက်အောင်အထဲမှာမှောင်မဲနေပါတယ်။ဒါပေမဲ့အထဲမှာတော့ Digital LED မီးစနစ်နဲ့စိတ်လှုပ်ရှားစရာတေးဂီတတွေကိုလည်းဖွင့်ပေးထားပါတယ်။အထဲကိုရောက်သွားတဲ့အခါအာကာသထဲမှာလဲပတ်နေတယ်လို့မျိုးခံစားစေရမှာပါ။ဒါဟာပေ90မြင့်ပြီး265ပေရှိလာပါတယ်နံပါတ်3 Insano Water Slide ဘရာဇီးနိုင်ငံမှာရှိတဲ့ဒီဂျီလာချောဟာ14တက်တိုက်လောက်မြင့်ပါတယ်ဒါဟာကမ္ဘာအန္တရာယ်အရှိဆုံးလို့သတ်မှတ်ခံရပြီး180ဒီဂရီမတ်ဆောက်တဲ့အကွေ့အကောက်ရှိပါတယ်တနာရီကီလိုမီတာ160အချိန်နဲ့အောက်ကိုဆင်းရတာဖြစ်ပြီး5စက္ကန့်နဲ့ခီးစဉ်ပြီးဆုံးပါတယ်နှလုံးရောဂါရှိသူတွေလုံးဝမစီးသင့်တဲ့နေရာမျိုးပါနံပါတ်2 Scorpion Tail ဒီတစ်ခုကအမေရိကန်မှာရှိပါတယ် Scorpion ရဲ့အမိပုံစံဒီဇိုင်းထုတ်ထားတာပါစီးနှင်းသူကို capsule အခန်းလေးထဲထည့်ပြီး3စက္ကန့်အကြာမှာအောက်ရှည်ကျမ်းမြင့်ကိုရုတ်တရက်ဖွင့်ချလိုက်တာပါတနာရီကီလိုမီတာ185အချိန်နဲ့သွားရပါတယ်တခါတလေမှာလူတွေအထဲမှာတောင်းတင်နေတဲ့လို့အပြင်ကိုထုတ်ပေးဖို့ကလည်း2နာရီကနေ3နာရီထိစောင့်ရတတ်ပါတယ်နံပါတ်1 Fire Water Slideကမ္ဘာအမြင့်ဆုံးနဲ့ရင်တုံစရာအကောင်းဆုံးရေလွှာရှောပါဂျာမန်ဘာသာစကားနဲ့ virus ဆိုတာယူသွရှင်လို့အဓိပ္ပာယ်ရပါတယ်18ထပ်တိုက်လောက်မြင့်ပါတယ်2014မှာစဖွင့်ခဲ့ပေမဲ့တိဆောက်ပုံအားနည်းချက်ကြောင့်2015ခုနှစ်မှာအမျိုးသမီးတစ်ယောက်မေးရိုးကျိုးခဲ့ပြီးနောက်ပိုင်းမှာလူတစ်ယောက်ရှီလောက်ကျိုးခဲ့ပါတယ်ဒီလိုနဲ့2016ခုနှစ်မှာ10နှစ်အရွယ်ကလေးတစ်ယောက်ပြုတ်ကျသေဆုံးခဲ့ပြီးနောက်မှာဒီရေလွှာရှောကိုထာဝရပိတ်ပစ်ခဲ့ပါတယ်ကဲဒါဆိုမိတ်ဆွေတို့ရောဒီရေလွှာရှောတွေကဘယ်တစ်ခုကိုစီးကျင်လဲကွန်မန့်မှာပြောပြခဲ့ပါဦးခင်ဗျာဗီဒီယိုရဲ့ပတ်တူးကိုကြည့်ရင်လည်းပတ်တူးလို့ရေးပေးခဲ့ပါအခုလိုဗီဒီယိုတွေဆက်ကြည့်ဖို့ကျွန်တော်တို့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ